ဒါလေးကငမြချင်းချင်း9000ဘူးဒီထဲကိုစားချုံမုတ်စက်သွန်ပြူမျိုးကောင်းမှုလေးထည့်ပြီးတော့နေထားပါမယ်ကျမဒီထဲကိုစနွှန်းမထည့်ပါဘူးဘာဖြစ်လို့လဲဆိုတော့စနွှန်းရပေါ့နော်စီနဲ့ဓာတ်ရိုက်စီမတက်လို့ရှိရင်အနံ့လေးနန်းတက်လို့အဲ့ဒါကြောင့်မို့ကျမမျိုးကောင်းမှုလေးနဲ့စက်သွန်ပြူလေးကိုပဲညှိနှမ်းပြအောင်ထည့်ထားလိုက်ပါတယ်ပိုစီးအောင်လို့ကျမကပြောင်းကော်မှုလေးထည့်နေလိုက်ပါမယ်စက်သွန်ပြူလေးထောင်းမယ်အရောင်လေးလှအောင်ယူပြီးအရောင်တဲမှုတ်လေးနဲ့ထည့်မယ်နည်းနည်းပဲကဲထောင်းပြီးသွားပြီဒီနောက်မှာစိုက်ထားတဲ့ရွပင်လေးကနေရွလေးတစ်ခုမယ်ဒီပင်လေးတောင်မှနည်းနည်းတန်းလာပြီရင်တော့ဆိုရင်လေတရွနှစ်ရွကလေးမနှဲခူးရတယ်သူများဟိုဘက်လေဟိုဘက်ခြံဘက်ကိုတွားပြီးတက်ခူးရတယ်သူတို့ပြောထားတာသူတို့လေကိုတစ်ခါကတောင်းခူးတာသူတို့အဲ့အပင်ရှိမှန်းတော့မသိဘူးတဲ့ကိုကတော့အစားတစ်လိုင်းချက်တစ်လိုင်းဆိုလေအစားတစ်လိုင်းချက်တစ်လိုင်းဆိုတော့ဘယ်အရွက်ဘယ်မှာရှိလဲကြည့်တာကဲကျမရဲ့ဒီနဲ့ကြည့်အဒီရွက်ကိုများထည့်ပါနဲ့ချက်အတိုင်းပြောတယ်အဲ့တော့အပင်ကမတန်လို့လေသူကတော့အများကြီးပဲအဲ့လိုတော့ကိုအိမ်လေးထဲမှာနိခြံလေးထဲမှာစိုက်ထားတဲ့အပင်လေးတွေခူးစားတယ်တော်တော်ရတာရှိတယ်တော်လေးကြည့်နေတယ်ငါကန်ပြီးအပင်ပူလေးရတယ်တီးလိုက်တာတီးတလားမမင်းနဲ့ကဲပြုတ်လိုက်ဒီမှာကြည့်ဒီမှာကြည့်ဟဲခူးရအောင်နောက်ကြပါရော့ဒီမှာတလုံးရော့တီးတာအရင်တီးတာပင်လေးကတီလေးပူလေးကိုခါတော့တော့မရှိဘူးတီချက်ကတရွက်ချင်းစီပုတ်ပြီးတော့လေပြောင်းလဲစေးထားပြီးတော့အဲ့လိုလေးပုတ်တခြားပုတ်ပြီးစေးမှာအဲ့လိုပုတ်ပြီးစေးမှာမပုတ်လို့ရှိရင်လေအဲ့မှာဟိုအကောင်လေးတွေမှုံလေးတွေကတ်နေတယ်ကိုရင်ခူးတာဆိုရင်ပြီးတော့လေဒီတိုင်းလှုပ်လို့များတခြားလေးပုတ်စေးမှာဒီကောင်ကလေဒီလားဟိုကြုံလုံးပြောပြအောင်ရေခဲတက်တိုင်းထည့်သိရင်လေခတ်တယ်ဒီကောင်တော်တော်ခတ်သိမ်းရခတ်တယ်တော့လေရမ်းငုတော့လေအေးရအခါရီးကြပါညင်တော့တစ်ခေါက်လေထည့်ကြည့်ရီးကြပါငါးချက်ကလေးကိုနေထားတာပြောင်းကုန်မှုလေးနဲ့အမွှေးလန့်တာလေးနဲ့အဲ့လေးကိုဒီအရွယ်ထဲကိုထည့်ထုတ်မယ်ကိုယ်အိမ်မှာထုတ်စားဆိုလေစင်ပြေတယ်လို့ထုတ်လိုက်ဒီလေးထိုးဒီလေးပြန်ထိုးဟောရပြီနောက်တစ်ထုပ်လောက်ရိုက်ပြီးနော်ကိုယ်မှာစားဆိုလေထုတ်လိုက်ပါစင်ထုတ်ထားလိုက်လေရွယ်လေးကိုထည့်ငဖဲဆိုတော့ပူကောင်းတာပါနော်မင်းကတော့ဈေးသွားတာကြက်သားလားငါးချစ်ကစီနေပြီးငါးချစ်ကလေးပဲဝေးလာဒါကတလေးကြောက်လေငဖဲကဘယ်နှထောင်လဲ9000ဆိုလားမသိဘူးဈေးကကြောက်ဖို့ကောင်းတာ9000ဘူးလေးပဲဝေးလာကစီလေးနေပြီးထုတ်ထားနော်ထုတ်ထားပြီးโอเคဒီကနေ့โอเคဒီထဲကိုလေအခုမှစနွှဲလေးကိုဒီထဲမှာထည့်ပြီးစီးတက်အရောင်လေးပေါ့နော်အရောင်လေးစနွှဲကအဲ့လိုစီနဲ့တိုင်းရိုက်ချိန်မှာဟိုဒီလိုထည့်လိုက်လေနော်ကဲစီတက်လို့မှုလာပြီဆိုရင်ဒါလေးတွေကိုထည့်မယ်ဒီရစိမ့်နံလေးကြောက်တယ်နည်းနည်းလေးပေါ့ဒီတော့ကျိုးလေးတွေပါလေးနဲ့ခြိလိုက်နှီးလေးတွေပါလေးနဲ့ခြိရင်တော့ပိုကောင်းမှာနော်နည်းနည်းလေးဟိုလန်လေးကိုလည်းရေလေးထည့်လိုက်မယ်ကင်ပြီးနီးအေးလေးနဲ့တင်ထားလိုက်မယ်ဒီအရေတွေကိုစားရချုံမလေးနည်းနည်းထည့်လိုက်တယ်အရေလေးရတာရှိအောင်ပေါ့နော်ဒီလိုအရေချမ်းလေးလဲဆိုနော်ကျမတို့အရေအဲ့လိုအရေချမ်းလေးဆိုကြိုက်တယ်အရောက်ကထွက်လာတဲ့တဘာဝရတာလေးနဲ့ဒီငါးချစ်ကအရတာလေးနဲ့ချူချူလေးနဲ့
ဟိုပေါ့ခါစိန်ကြီးပေါ့အရွက်လေးကခါစိန်ကြီးပေါ့နော်ရမ်းစားလို့ကောင်းပါတယ်ကဲဒါမျိုးလေးလိုက်ချက်စားကြည့်နော်ရွရွကြိုက်တဲ့သူတွေဒါမျိုးလေးလိုက်ချက်စားကြည့်ပါဒါကစီပြန်ကြိုက်တဲ့လူကစီပြန်တဲ့အထိချက်ပေါ့နော်ရေကြံလေးကြိုက်တဲ့သူကကြတော့ရေလေးနည်းနည်းကြံတဲ့အနေထားမှာချလိုက်ပါဒါဆိုတော့စားကောက်ပါလေရှင်ကဲအားလုံးပဲတက်တာနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်